ကဒီနေ့မှာတော့ရေရှည်အောင်မြင်မှုအတွက်အရေးကြီးဆုံးဖြစ်တဲ့အခြေခံအောင်မြင်တစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာပြောပြတော့ချင်ပါတယ် အရင်ဆုံးအံ့ကိုစရာကောင်းတဲ့ဂိမ်းကနန်းတစ်ခုနဲ့စလိုက်ကြအောင် Forbes Magazine ရဲ့အစီရင်ခံစာအရဆိုရင်ပေါ့ဒါက Amazon တည်ထောင်သူ Jeff Bezos 9မိနစ်အတွင်းရှာနိုင်တဲ့ပမာဏတဲ့မယုံနိုင်စရာပဲနော်အဲ့တော့ဒီလောက်ကြီးမားတဲ့အောင်မြင်မှုမျိုးကဒီနေ့ခေတ်မှာဘယ်လိုဖြစ်နိုင်နေရတာလဲဒါကလူတစ်ယောက်တည်းဇလားမဟုတ်ပါဘူးဒါကဘာလို့ပြနေလဲဆိုတော့မှန်ကန်တဲ့စိတ်ဓာတ်နဲ့ကျွမ်းကျင်မှုတွေသာရှိမယ်ဆိုရင်ဘယ်သူမှဆိုထူးထူးခြားခြားအောင်မြင်မှုတွေရနိုင်တယ်ဆိုတဲ့သက်သေပါပဲဒါမဲ့ပြဿနာကကဘာကြီးကတော့အမြဲပြောင်းလဲနေတယ်ဒါမဲ့ကျွန်တော်တို့ရဲ့တင်ယူမှုပုံစံကတော့အများအားဖြင့်နေရာမှာတင်ရက်နေတတ်တယ်တခါတင်ပြီးရင်ပြီးရောဆိုတဲ့ပညာရေးပုံစံဟောင်းကလူတစ်ယောက်ကသူ့ရဲ့အလုပ်တက်တာမှာအလုပ်9ချိန်မကပြောင်းရရဲ့ဒီနေ့ခေတ်ကြီးနဲ့ဘလို့မှအဝင်ခွင့်ကြောင်ဖြစ်တော့ဘူးလေဒါဆိုအဖြေကဘာလဲအဖြေကတော့အရေးကြီးတဲ့ကျွမ်းကျင်မှုအမျိုးအစားတစ်ခုကိုအာယုံစိုက်ပြီးတသက်ကြလုံးသင်ယူလို့တဲ့စိတ်ဓာတ်ကိုမွေးမြူဖို့ပါပဲအဲ့ဒါကမှတကယ်တော့ကြပါပထမဆုံးအနေနဲ့ hard skills ဆိုတာပါလေကြည့်အောင်ဒါတွေကတော့အကြောင်းတွေသင်တန်းတွေမှာသင်ပေးလို့ရတယ်တိုင်းနာလို့ရတယ်ဤပညာပိုင်းဆိုင်ရာစွမ်းရည်တွေပေါ့ရှင်းရှင်းပြောရင်ကိုဘာလောက်တတ်တယ်လဲဆိုတာပဲနောက်တစ်ခုကတော့ soft skills ပါဒါတွေကျတော့တိုင်းတာဖို့နည်းနည်းခက်တယ်ဒါပေမဲ့အရင်ရေးကြည့်တယ်လူမှုဆက်ဆံရေးတို့ကိုကြီးကိုသွေးတို့နဲ့ဆိုင်တဲ့အရေးသွေးတွေပါပြောရင်အလုပ်တစ်ခုကိုဘယ်လိုလုပ်တယ်လဲဆိုတဲ့အပိုင်းပေါ့ဆိုခြားနာချက်ကအရှင်းပါတယ် hard skills ကအလုပ် interview အောင်ဖို့အလုပ်တစ်ခုရဖို့ကူညီပေးနိုင်တယ်ဒါပေမဲ့ soft skills ကမှအရေးကြီးမှအောင်မြင်တဲ့အပတ်မွေးဝမ်းကြောင်းတစ်ခုကိုတိစောက်ပေးနိုင်တာတကယ်အောင်မြင်မှုအတွက်ဆိုရင်ဒီနှစ်ခုလုံးကိုဟန်ချက်ညီညီပိုင်းဆိုင်ထားဖို့လိုပါတယ်ဟုတ်ပြီဒါဆိုအောင်မြင်မှုစိတ်တဲ့ရဲ့ပထမဆုံးမနိုင်ဖြစ်တဲ့ဒီနေ့ခေတ်မှာအရန်ကိုလိုအပ်နေတဲ့ hard skills 5ခုကိုတစ်ခုချင်းစီအသေးစိတ်လေ့လာကြည့်ကြရအောင်ပထမဆုံးတစ်ခုက digital marketing ပါစစ်စားကြည့်လေလူတယောက်ကတနေ့ကိုဖျားမြ2နာရီ24မိနစ်လောက် social media သုံးနေတယ်ဆိုတော့လူတွေရဲ့အာရုံစိုက်မှုက online ပေါ်မှာပဲရှိနေတာပေါ့အဲ့ဒီအာရုံစိုက်မှုကိုဘလို့ရအောင်ယူမလဲဆိုတာက internet ရှိနေတဲ့အရေးပါနေမဲ့ကျွမ်းကျင်မှုတစ်ခုပါပဲနောက်တစ်ခုကတော့ blockchain technology ဒါဟုခေတ်သစ်ရဲ့ internet အသစ်လိုတော့တင်စားကြတယ်1990ပြည့်လို့နှစ်တူတုန်းက internet ပေါ်လာသလိုပဲ blockchain ကလည်းကျွန်တော်တို့ရဲ့ banner ရေးစနစ်တစ်ခုလုံးကိုအကြီးကျယ်ပြောင်းလဲပစ်နိုင်တဲ့အလားအလာများကြီးရှိပါတယ်အခုခေတ်မှာ data is the new oil ဆိုတဲ့စကားပုံတောင်ရှိလာပြီ data ဆိုတာ digital ခေတ်ရဲ့ရေနံလိုပါပဲကုမ္ပဏီကြီးတွေကဒီ data တွေကိုသုံးပြီးအနာဂတ်မှာဘာဖြစ်မလဲလူတွေဘယ်လိုပြုမှုမလဲဆိုတာကိုခံမှန်းပြီးအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချနေကြတာဒါကြောင့် data science ကျွမ်းကျင်မှုကတန်ဖိုးအရန်ကြီးပါတယ် product management ဆိုတာကတော့ထုကုန်တစ်ခုရဲ့ CEO လိုပါပဲခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရောဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းရောပေါင်းဆက်ထားရတဲ့အခန်းကဏ္ဍတို့ပါ Google ကစွန့်တက်ပြချာရီတော့ YouTube က Susan Wojcicki တို့လိုအထိတ်တန့်ကောင်းဆောင်တွေကဒီလမ်းကြောင်းကနေလာကြတာများပါပဲနောက်ဆုံးတစ်ခုကတော့ coding ပါဒါကတော့ computer တွေနားနယ်တဲ့ဘာသာစကားပေါ့ဤပညာကိုအလုံးအမင်းမီခိုးနေရတဲ့ဒီကဘာကြီးမှာ coding data ကကဘာပေါ်မှာလိုအပ်ချက်အများဆုံးဘာသာစကားတစ်ခုကိုတတ်ထားတယ်လို့ပါပဲလာစားအကောင်းဆုံးအလုပ်အကိုင်းတွေထဲမှာလည်းတခုအပါဝင်ဖြစ်နေတော့ပါပဲကဲ hard skills တွေအကြောင်းပြောပြီးပြီဆိုသူအမှနိုင်ဖြစ်တဲ့ soft skills ဘက်ကိုကူးလိုက်အောင်ဒီ soft skills တွေကကျွန်တော်တို့ခုနကပြောခဲ့တဲ့ hard skills တွေအစွမ်းကိုဘယ်လိုဆက်ထိုးတိုးပွားစေမလဲဆိုတာကြည့်ကြအောင်မယ်ပထမဆုံး soft skill ကတော့လွှမ်းမိုးစီအောင်နိုင်စွမ်းပါဒါကကျွန်တော်တို့နေ့စဉ်ဘဝမှာအမြဲသုံးနေရတာပဲလေတငယ်ချင်းတယောက်ကိုရုပ်ရှင်တွားကြည့်ဖို့ခေါ်တာကနေစပြီးအလုံးမှာကိုယ့်အထက်လူကြီးကိုကိုယ့်အကြံဉာဏ်လက်ခံလောက်ပြောတာဒီအကုန်ပါပဲဒီတက်ပညာကိုကျွမ်းကျင်ရင်အယောင်အဖွဲလိုက်လှုပ်ဆောင်မှုနဲ့ခေါင်းဆောင်မှုအပိုင်းတွေမှာအများကြီးအထောက်အကူဖြစ်စေပါတယ်နောက်တစ်ခုကအချိန်ကိုစီမံခန့်ခွဲတတ်ခြင်းပါလူတယောက်ရဲ့တန်ဖိုးရှိဆုံးပိုင်ဆိုင်မှုကငွေမဟုတ်ဘူးအချိန်ပါအချိန်ကိုဘယ်လိုသုံးသလဲဆိုတာကအလို့ကိုင်းကျမရေးဆက်ဆံရေးအရာအလုံးပေါ်တရားမှုရှိတယ်အာယုံပြန့်လည်ဆရာတွေဒီလောက်များတဲ့ခေတ်မှာအချိန်ကိုကောင်းကောင်းမစီမံတတ်ရင်ဘာမှဖြစ်မှာမဟုတ်ပါဘူးနောက်ပြီးအလောက်ကျင့်ဝတ်နဲ့ကိုလုံစွန်နိုင်စွမ်းပါဒါကတခြားကျွမ်းကျင်မှုအားလုံးရဲ့အခြေခံအုံးမြစ်လို့ပြောလို့ရတယ်အလောက်ကျင့်ဝတ်ကောင်းတဲ့သူကိုလှုပ်ဖို့ကြိုက်ဖက်တွေကရောအလောက်ရှင်တွေကပါလေးစားအချင်းကြီးကြတယ်ဒါကအလောက်ကိုပင်ပင်မမလုံယုံတင်မကပဲညံထုံးပြီးထီထီရောက်လောက်တတာကိုပါဆိုလိုပါတယ်စာရေးဆရာမက်ကွန်ဂလာဝဲရဲ့နာမည်ကြီးတဲ့စကားတစ်ခွန်းရှိပါတယ်သူကပြောတယ်ရှုပ်ထွေးတဲ့ကျွမ်းကျင်မှုတစ်ခုကိုတကယ်ကျွမ်းကျင်ပိုင်နိုင်ဖို့နိုင်ပေါင်းတစ်တောင်လောက်အပြည့်အထန်လေ့ကျင့်ဖို့လိုတယ်တဲ့ဒါကဘာကိုပြလဲဆိုတော့တကယ်ကျွမ်းကျင်မှုဆိုတာအချင်းနဲ့အမျှစိတ်နဲ့ပြီးတစိုက်မတ်မကြိုးစားမှုကနေပဲရလာတာဆိုတာပါပဲ
leadership ခေါင်းဆောင်မှုဆိုတာကယာထူးတစ်ခုထက်အများကြီးပို့ပါတယ်ဒါကလူတွေကိုစီမံခန့်ခွဲရုံတက်တက်မဟုတ်ပဲမှန်ကန်ကန်လမ်းညွှန်ပေးနိုင်တဲ့စွမ်းရည်ပါအရေးချင်းတူတဲ့သူတွေထဲမှာယာထူးတိုးဖို့အတွက်အဆုံးအဖြတ်ပေးတတ်တဲ့အရာကခေါင်းဆောင်မှုစွမ်းရည်ဖြစ်နေတတ်ပါတယ်နောက်ဆုံး soft skill ကတော့ emotional intelligence ပါလူတွေကယုတ်တိပေးတာရဆုံးဖြတ်ထားတဲ့စိတ်ခံစားမှုနဲ့ဆုံးဖြတ်တာပိုများပါတယ်ဆိုတော့လူတွေရဲ့လှုပ်ဆောင်ရည်ဒီနောက်ွယ်ကဘာကြောင့်လဲဆိုတော့ကိုနားလည်နိုင်စွမ်းပေါ့ဒါခိုင်မာတဲ့ဆက်ဆံရေးတွေတိစောက်ဖို့နဲ့ထိရောက်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ဖို့အတွက်အဓိကတော့ချက်ပါပဲကဲမန်တိုင်းနှစ်ခုဖြစ်တဲ့ hard skills နဲ့ soft skills အကြောင်းအဆုံးသိသွားပြီဒါပေမဲ့တကယ်မောဆန်တဲ့အစွမ်းကတော့ဒီနှစ်ခုကိုပေါင်းဆက်လိုက်တဲ့အချိန်မှာထွက်ပေါ်လာတာပါဘာကြောင့်ဆက်ပေါင်းဆက်က3ဖြစ်သွားရတယ်လဲဆိုတာကြည့်လိုက်ရအောင်အချို့ပြောရရင် hard skills တွေကအလွတ်တစ်ခုရဖို့ကူညီပေးနိုင်တယ်ဒါပေမဲ့ soft skills တွေကမှရေရှည်ခိုင်မာတဲ့အတမွေးဝမ်းကြောင်းတစ်ခုကိုတိစောက်ပေးနိုင်တာပါဒီနှစ်ခုကိုဟန်ချက်ညီညီပေါင်းဆက်နိုင်ခြင်းကသာတကယ်အောင်မြင်တဲ့စိတ်နဲ့သဘောထားရဲ့အနှစ်သာရပါပဲအခုနောက်ဆုံးအနေနဲ့အရေးကြီးတဲ့မိကုန်းအခုစီရောက်လာပါပြီကိုယ့်အကိုပြန်သုံးသက်ဆင်ကြည့်ရမယ့်အချိန်ပေါ့ကျွန်တော်တို့အခုပြောခဲ့တဲ့ဒီကျွမ်းကျင်မှု10ခုထဲမှာဘယ်တစ်ခုကိုသာအခုချက်ချင်းတက်မြောက်လိုက်မယ်ဆိုရင်ကိုယ့်ဘဝကိုအပြောင်းလဲအဖြစ်စေဆုံးဖြစ်မလဲဒီမိကုန်းကိုစဉ်းစားဖြေရှာကြည့်ခြင်းကအနာဂတ်မှာပိုပြီးအစွမ်းထက်တဲ့ဟန်ချက်ညီတဲ့ကျွမ်းကျင်မှုတွေတိစောက်ဖို့အတွက်ပထမဆုံးခြေလှမ်းကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်